ဒီဟာလေးကပေါ့နော်ဟုတ်တယ်ဟိုမနက်ပိုင်းတနေ့ကုန်ပေါ့ဒီကီးကတော့ဟိုနေကုန်ကီးပါရှင်4ရက်2ရက်3ရက်ဆိုတော့6 6 9ကီးပေါင်းတာပေါ့နော်3ရက်9ရက်2 2ရက်1ရက်ပေါင်း3 385ကီး385ကီးက3ထက်တယ်ပေါ့နော်6ရက်1ရက်ဆိုခွန်ရက်2ရက်ဆို9 9 4 6ကီးက6ကတနေ့ကုန်ထက်တယ်ပေါ့နော်4ရက်1ရက်ဆို9 9နဲ့4နဲ့ပေါင်း9 9 4 6ကီးကမနေ့က6 4ဆိုရပြီးတောင်ထွက်သွားရပါနော်6ရက်9ရက်ဆို9 9ရက်6ရက်ဆိုတော့1 168ကီးက168ကီးကဒီနေ့ပေးစဉ်168ကီးပါရှင်မော်နှစ်ချင်းရဆိုရင်တော့38ချင်းဖမ်းထားပါတယ်ရှင်တနေ့ကုန်နှစ်တလုံးလုံးမဟုတ်နှစ်ပရိတ်6တလုံးလုံးမဟုတ်6ပရိတ်ရှိပါတယ်အဲဒီမှာအဲ့168ကီးရဲ့168ကီးကလည်းဒီမှာ8ပါရပေါ့နော်38ချင်းလည်း8ပါတယ်ဆိုတော့ညီမ8ကိုဘိုင်းနေတဲ့ပို့ပြီးတော့ကြိုက်ပါတယ်ရှင်နောက်ပြီးတော့ဘိုင်းနဲ့ပို့ကြိုက်ပါတယ်အဲ့168ကီးကိုပဲ3နဲ့လည်းကပ်ပေးထားတယ်နှစ်တလုံးနှစ်ပရိတ်နဲ့လည်းကပ်ပေးထားတယ်6တလုံး6ပရိတ်နဲ့လည်းကပ်ပေးထားပါတယ်ရှင်ဒါတွေကအကုန်လုံး73ခွက်ရှိပါရပေါ့နော်အားလိုက်ရင်20နဲ့မှ6ကပ်ပါနောက်တစ်ခွက်ကောင်းနေနေဆိုညီမကြိုက်ဆိုရင်တော့10နှစ်တုတ်ကပဲညီမထုတ်ပေးထားပါတယ်ရှင်ဟိုလိုချင်ပေးရင်လည်းယူလိုက်ပေါ့နော်တစ်ခွက်ထဲမပေးဘူးဆိုတော့လည်းတစ်ခွက်ထဲဆိုတော့ဟိုထိုးပြော့ပါတယ်ရှင်အားလုံးပဲကံကောင်းကြပါစေကံဆက်ကြပါစေညီမနေရညာပလဲဖြစ်ပါရှင်ညီမ TikTok အကောင့်လေးပြန်ပြီးရပါပြီ TikTok အကောင့်ကလည်းညာပလဲဖြစ်ပါပဲရှင်အားလုံးကျေးဇူးတင်ပါတယ်